ကဲမင်္ဂလာပါနော်အကုန်လုံးဒီမှာဒီနေ့တော့ငါးကန်လေးစီးပေးရဗျဒီမှာကျွန်တော်ကခုကန်စီးပေးလို့ရည်ထက်ပြီးတော့ဒီမှာဒီကန်မှာကောင်တစ်ထောင်နဲ့တောင်း100တော့မှမကြံတော့ဘူးထင်တယ်ဗျဒီကောင်လေးသူတို့ဟာသူတို့ပဲကိုက်ပြီးတော့စားကြတယ်နေဒီမှာဒီလောက်ပဲကြံတော့တယ်ကောင်တစ်ထောင်ဝန်းကျင်လောက်ပဲကြံတော့တယ်ဗျရေထက်ပြီးနေတော့မယ်တော့နီနီလေးကြည့်ပါလို့ဒီထက်ပြီးနေတော့ဒီမှာကြတော့ငရကန်ဗျဒီမှာညတော့ကျွန်တော်ငပီမသွားဖမ်းလာသေးတယ်ငပီမဖမ်းလာတော့ညတော့ငပီမကောင်း80လောက်ရှိတယ်ငရကြတော့9ကောင်းလောက်ပါတယ်ဒါမှငရကန်ထဲမှာပဲထည့်ထားလိုက်တယ်ထည့်မှုထားတာပထမတစ်ခါဖမ်းလာတာကောင်40လောက်ဒီထဲမှာငပီမကောင်100ကျော်လောက်ရှိနေပြီဟိုဖက်မှာကြတော့ငကူကန်နော်ဒါပဲနော်ဒီမှာကျွန်တော်ရေထည့်ပေးလိုက်အောင်မယ်ဒီကန်လေးကိုဒီမှာပါနီကန်လေးကိုကျွန်တော်နည်းနည်းစီးပေးလိုက်အောင်ပါဗျโอเค